မာဝဲ အမလီလှမ်းလိုက်တာ မဲဟလနေ လောကလေးပြောပြန်ပြီတဝေစကားတွေကိုနားမလည်ပါဘူးဆိုကွယ် မားလေ ခေါ်ပြန်ပြီမမပဲခေါ်ပါဆို မမလည်းလုံးအဲ့လိုခေါ်တာလို့သဘောကျတယ်လေမမရဲ့ ဟုတ်ပါပြီလွန်းလေးရဲ့ခေါ်ပါနော်ခေါ်ခုတော့မမကိုဖတ်ထားတာလှပါအောင် မလို့ချူ မဟင်းချင်နေလေလွန်းလေးရဲ့ ဝေးလို့လေ ဟင်းနဲ့လေးတွေလားဝေးမှာပေါ့မမမေကိုယ်တိုင်တင် မမကိုတင်းနဲ့ ဟင် ဟုတ်တယ်မမကိုတင်းနဲ့လေရတိတ်မွေးတယ် ဟင်းနဲ့နေနဲ့တမန်တော်မီးဖို့ကြောင့်လည်းဝင်နေရတာကိုမွေးတယ်ဆိုတော့ တကယ်ပါဆိုမမလည်းမရောဘူးလားလာ ဟာလုံးမနှမ်းနဲ့လူကြီးရဲ့ညီကောင်မကောင်းဘူးဒီကလေးမလေးကိုမနိုင်မလားနော် မမလည်းလုံးဝချစ်လို့ပါမမရောရှေရလား ရှယ်တော့ ဒီလောက်ပြောတတ်နေရင်ကိုလုံးရအိတ်တူလောက်လို့ရပြီ ခုလေးကျမကိုမြို့ကနေရှင်လေးအိမ်ထိခေါ်ထားတာလေဒါရင်သူမဟုတ်လို့ပါလေပြောပါဦး မတူဘူးလေမမရဲ့တရားဝင်အိတ်တူဖြစ်စေချင်တာ တစ်ချိန်ကြာဖြစ်မှာပေါ့လွန်းလေးရဲ့အခုပြောဘယ်သွားမလို့လဲ အပြင်သွားမလို့မမကိုလာခေါ်တာ မမမလိုက်သေးဘူးနော်ဟင်းလေးချက်နေတော့မလို့ မမလည်းအဲ့ရကူကြီးရှိတာပဲကိုလာပါပလန်သွားမယ် လုံးနော် အပြင်သွားကြမယ်လို့ပြောတာပါနော်နော်မမ လုံးရလေမ အပြင်ရောက်ရင်ဦးကြီးဆိုင်မှာတွေ့မလို့တောက်စားမယ်လေနော် တဝဲမုန်းလက်တော့လားဟွန်းလူကြီးမိုးနဲ့လာများနေရ ဒါဆိုမတော်ဘူးလား သွားမယ်လို့မမအင်ကြီးသွားလိုက်အောင်မယ်ခဏလေးစောင့်ပေး ဟုတ်ကဲ့မမ ရှင် တနက်ခါလေးပါလိုင်းခဲ့နော်မမတနက်ခါလိုင်းထားရင်လုံးအရင်တဘောချတာ ဟုတ်ပါပြီရှင်လင်းခဲ့မယ်နော်ဘလောကလုံးဝပြီးထားတဲ့အင်ကြီးလေးပါဝတ်ခင်မယ်ကြာမမို့ခဏလေးတော့စောင့် ရပါတယ်ဘယ်တော့ကြာစောက်မယ် မ အဲမမ ချစ်လို့မမလုံးလေးရောမမအိမ်သွားလိုက်ပြီနော်